ဟာနင်တို့အတန်တန်ပြောတယ်ဒီအတော့ဆိုင်မဖွင့်ပါနဲ့လို့ဆိုတာအခုတော့ဖြစ်ပြီဟမ်တိတ်ခါတွေလဲကြာအဆက်တွေလဲရနဲ့မိမိနင်ရမ်းရှာရှဲတယ်နော်နင်တို့ကအငယ်ငါကအကြီးငါတယောက်လုံးရှိပါသေးတယ်အခုတော့တိတ်ခါရကြပြီဟာမမကြောင့်အခုလိုတိတ်ခါကြတာလေအစိုးရကကောင်းရောက်ကောင်းဝယ်တာလှုပ်ရှားခဲ့မယ်ဆိုလို့ရှိရင်မိမိတို့လည်းအခုလိုအပြောခံစားဘာအကြောင်းမှမရှိဘူးငါနင်ကိုပြောတယ်အစရအတော့ဆိုင်မဖွင့်ပါနဲ့ဆိုတာနင်ဖွင့်တာလေဟာအလုပ်ပြည့်စက်ကြတော့ဒီတော့ဆိုင်ဖွင့်ရမှာပေါ့အဲ့လူတွေကတတ်တတ်မှတ်ရိုင်းတာဟုတ်ကဲ့တော်တော့နင်အတော့ဆိုင်ဆက်ဖွင့်ဖို့လုံးဝမစင်စားနဲ့အဲ့ဒါတွေကိုဂယုစိုက်ပြီးစိုက်မဖွင့်ဘူးဆိုလို့ရှိရင်ဒီကြားတွေကကုန်ကြစိတ်တွေကိုဘယ်လိုလုပ်ရမှာလဲအဲ့ဒါနင်ဘူးစရာမလိုပါဘူးငါအကြီးငါအမတယောက်လုံးရှိသေးတယ်နင်ရှာမရှင်နဲ့ဟုတ်ကကြောင်းထွက်နင်အလုပ်လုပ်ရမယ်မမမိုးနာကိုကြောင်းတက်ရမှာလေစာတင်ရမှာလေဟဲ့ကဘာမီးလောင်ရင်တော့တားကောင်ချနေရတာပဲ तू ကငါမောင်ရင်မမဟုတ်တာငါညမအရင်တယောက်တည်းပဲငါရှာဖွေကျွေးမွေးနိုင်မယ်မမဘလို့ကြီးပြောလိုက်တာလဲလို့မမကိုတော့ကြပါဗျာကြောင်းထွက်ပြီးတော့လှုပ်ပါမယ်ဒီမှာမိုးနာနင်ဘာမှကြောင်းထွက်စရာမလိုနင်ကြောင်းစရိတ်တော့ငါရှာပေးမယ်မိမမရဲ့တခုခုဆိုငါဆိုရင်ငါမျိုးမဆိုရအတ္တဆိုတွေမထားပါနဲ့မိုးနာကမိမိတို့ရဲ့မအောင်ရင်မဟုတ်ပေမဲ့မိမိတို့လက်ပေါ်မှာပဲကြီးလာတာလေမိမိတို့မှာမောင်နှမ၃ယောက်ရှိတယ်မမရဲ့မိမိရဲ့မိုးနာရဲ့အဲ့တော့ဘာဖြစ်လို့ကလေးကိုစိတ်ဓာတ်များအောင်ပြောနေရတာလဲတော်ပါတော့မမရဲ့နော်ငါစိတ်ပြတ်တယ်စင်းရဲ့ဘာမှအဆင်မပြေဘူးစိတ်ညစ်လိုက်တာ梦送不要的接受也